တခါကျရင်လူငယ်တို့နားလဲစေချင်တာရှိရသီးလားသူတို့ကလေ real life တွေအရင်ထွက်ချင်တာ real world တွေအရင်ထွက်ချင်တာအရင်ထွက်တဲ့ခါကျလို့ရှိရင်သူတို့ထင်တာတော့လွတ်လပ်သွားတယ်ပြောစရာကောင်းသွားတယ်လို့ထင်တာမှန်တယ်လွတ်လပ်သွားတယ်ပြောစရာကောင်းတယ်ကိုယ် decision နဲ့ကိုဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒီနောက်မှာဘာတွေပါလာလို့ဆိုတော့ real life bills တွေပါသီးလားကိုအိမ်ငားကားတွေပေးရမယ့်ဟာတွေရက်စစ်မီးဖို့တွေပေးရမယ့်ဟာတွေကိုစားသမျှအနက်တွေကကိုမိဘနဲ့မဟုတ်ဘူးဆိုလို့ရှိရင်ကိုကရှင်းရမယ့်ဟာမျိုးတွေဒါပြီးလို့ရှိရင်ကိုယ့်ရဲ့တကိုယ်ရတခါရဆိုတဲ့ဟာမျိုးတွေရှိလာမယ်အဲ့လိုအများကြီးပါအများကြီးပဲပေါ့နော်အဲ့တော့တာဝန်တွေကိုတာဝန်ကိုယူရတဲ့ဟာတွေအရင်လိုမျိုးအဝတ်တွေကိုပုံထားလို့မရအောင်ပြစ်ထားလို့မရအောင်ကွာကိုပုံထားရင်ကိုဘယ်သူမှလာမလျှော်ပေးဘူးအစုံပဲပေါ့နော်အဲ့လိုတိပူမလေးတွေရောအကြီးကြီးတွေရောအဲ့လိုကိုတယောက်တည်းပြင်ရှင်းရတဲ့ကိစ္စတွေရောအဲ့လိုပုံစံမျိုးအဲ့တော့တချို့နေရာတွေမှာဒီအကြောင်းကြိုနားလေစေချင်တာကလားသူတို့ကြိုမသိအဲ့လို real world တွေကိုအရန်ဝင်နေတာပဲအဲ့ real world တွေမှာဘာတွေရှိလဲဆိုတော့ကြိုမသိဒါတော့အချိန်မှာအခွင့်ကောင်းယူထားတယ်ကိုပတ်စံရှာစရာမလိုသေးတဲ့အချိန်တွေဒီလားပြီးလို့ရှိရင်ကိုယ့်အနေနဲ့အချိန်ပိုတွေပိုများနေသေးတဲ့အချိန်တွေပြီးတော့မိဘနဲ့အတူသမင်းစားခွင့်ရသေးတဲ့အချိန်တွေတဝိုင်းထဲမှာနော်အဲ့ဒီဟာတွေကိုပို့ပြီးတော့အခွင့်ကောင်းယူနေတယ်ကလေးတွေကမသိသူတို့အဲ့လောက်ခွင့်ရဘယ်လောက်ထိပဲပေါင်းလောင်း careless ပေါ့နော်ဘယ်လောက်ပဲကြာလိမ့်မယ်ဆိုတော့သူတို့မသိဘူးဒီလားညီကောင်မောင်နှမတွေနဲ့တူတူရှိနေတဲ့ဟာမျိုးတွေကိုယ့်အချိန်တွေမှာကိုကရတော့ enjoy လုပ်နော်အဲ့လိုပုံစံပြီးတော့အခွင့်ကောင်းယူပေါ့ကို့မှာအဲ့လို basic ပေးကြမလို့အသက်ယူမကျက်ဘူးပြီးတော့ကိုယ့်ချိန်တွေကိုပိုင်တယ်ပြီးတော့အိမ်မှာလည်းကိုယ်ခဏကလူတွေချစ်ကြတယ်ကွာအငယ်လေးဆိုတော့မညာဘူးဆိုတော့အဲ့လိုပုံစံမျိုးလေးပြီးတော့သူတို့ရှိနေတဲ့အချိန်ဆိုတော့မုန်းရမှာပေါ့ enjoy လုပ်မှာပေါ့နော်အဲ့လိုပုံစံပြကလေးနားမလဲ